တက်တဲ့အုပ်စု3စုထဲမှာပထမဆုံးအုပ်စုဖြစ်တဲ့မက်ကုတ်တွေကိုအတူတူလေ့လာရအောင်နော်မက်ကုတ်ဆိုတဲ့အုပ်စုထဲမှာဆိုရင်တော့ပါလေးပါမယ်ဆိုရင်ကောကိုင်ခေါ်ခိုင်ခေါ်ခွိုင်ခေါ်ရခါပြီးရင်အရေးကြီးဆုံးကခေါ်ရောဆိုတဲ့ဘီတွေလေးလဲပါပါမယ်ခေါ်ရောဆိုတဲ့ဟာလေးကိုပါခဲ့ရင်လေကာကြည့်တဲ့အတန်လေးနဲ့ထွက်ပေးမယ်ပေါ့နော်သူတို့ထဲကစကားလုံးတစ်လုံးလုံးကိုအသက်နေရာမှာတွေးခဲ့တယ်ဆိုလို့ရှိရင်တော့ကာကြည့်တဲ့အတန်လေးနဲ့ထွက်ပေးမယ်ပေါ့နော်သူ့ရဲ့အတန်တုံးလေးကိုကြည့်ကြမယ်အလွယ်ပြောမယ်ဆိုရင်တော့အသက်တွေတန်တူသရနဲ့အတူတူပဲထွက်လာမဲ့အတန်တုံးတွေလည်းဘယ်လိုမျိုးဖြစ်နေမှာလဲဆိုရင် low height ဆိုတဲ့အတန်တုံးတိုင်းပဲဖြစ်နေပေါ့နော်အဲ့တော့ middle class ထဲက B တွေနဲ့အသက်တွေနဲ့တွေ့ရဆိုရင် low tone high class ထဲက B တွေနဲ့အသက်တွေနဲ့တွေ့ရင်လည်း low tone ပြီးရင် low class ထဲက B တွေနဲ့အသက်တွေနဲ့တွေ့ခဲ့မယ်ဆိုရင်တော့ high tone အတန်လေးထွက်မယ်ဒါပေမဲ့ချွင်းချက်လေးရှိတယ်ဘယ်လိုအခြေအနေမျိုးမှာချွင်းချက်ဖြစ်လာလဲဆိုရင် low class ထဲက B ရဲ့တန်ရှည်သရရဲ့အသက်တွေရဲ့တွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ high tone မဟုတ်ဘဲနဲ့ falling tone အတန်လေးနဲ့ပြောင်းထွက်ပေးရပါတယ်တဲ့ဒါကတော့ချွင်းချက်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပေါ်ကmiddle class တွေ high class တွေဆိုလို့ရှိရင်တော့တရကိုကြည့်စရာမလိုဘူးဒါတေးကြတယ် low tone တန်တိုင်းထွက်မယ်ဒါပေမဲ့ low class ကြီးတာဖြစ်ခဲ့မယ်ဆိုရင်တော့တရကိုတော့ကြည့်ရမယ်တန်တူတရလားတန်ရှည်တရလားပေါ့တန်တူတရဆိုရင် high tone ထွက်မယ်တန်ရှည်တရဆိုရင်တော့ falling tone ထွက်ပေးရမယ်ပေါ့နော် okay အဲ့ဆိုရင်အတူတူဖတ်ကြမယ်နော်ခါမစမက်ကိုတဲ့မက်ကိုထဲကပါတယ် pocket လေးတွေပထမဆုံးတစ်ခုကထော်ဦးကောအဲ့တော့စုကြည့်လိုက်ပြီထော်ဆိုပဲ class တွေကပြီးလဲဆိုတော့ high class တွေကပြီးဖြစ်နေတယ်အဲ့တော့ high class တွေတေးကြတယ်ကျွန်တော်တို့ထွက်လာမယ့်အတန်တုံးဒီ low tone ထော်ဦးကောထိုးတမနော်ဒါပေမဲ့ low tone တန်ထွက်ရတယ်ဆိုပေမဲ့တရကိုတော့ကြည့်ရမယ်တရဒီတရကိုတော့လည်းတစ်ချက်ချိန်ရမှာပေါ့နော်တန်ရှည်တရဖြစ်နေတဲ့အတွက်ကြောင့်မလို့တခါတည်းထို့ဆိုပြီးတော့ဖြစ်မသွားပဲနဲ့ထို့နည်းနည်းလေးဆွဲပေးရတာမျိုးတော့ရှိရနော်တရတန်ရှည်တရဖြစ်နေနည်းလေးတော့ဆွဲပြီးတော့အတန်ပြတ်ပေးရမယ်ထော်ဦးကောထို့ဆိုလို့ရှိရင်ဈေးပေါ်တယ်ဒါမှမဟုတ်လည်းမှန်ကန်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုက0 B ကိုကြည့်လိုက်မယ် B ကိုကြည့်လိုက်တော့ low class တွေက B ဖြစ်နေပြီအဲ့တော့တရဒုတိယဆင့်တရကြည့်လိုက်တော့တန်ရှည်တရဖြစ်နေရပေါ့နော်အဲ့တော့ low class ရဲ့တန်ရှည်တရရဲ့အသက်တွေရဲ့ဆိုရင်တေးကြတယ် falling down တန်လေးနဲ့ထွက်တော့အဲ့တော့ဒီလိုဖတ်ကြည့်ကြမယ် law la go เลือก falling down ဆိုရင်အောက်ကမြန်တန်လေးနဲ့ထွက်ပြီးရတာကိုဆိုလိုတာပေါ့နော် law la go เลือกဆိုရင်ရွေးချယ်တယ်คนอยากเลือกอะไรค่ะဘာကိုရွေးချယ်ချင်တာလဲဒါမျိုးเนาะနောက်ခု B ကိုကြည့်လိုက်တယ်ဘယ် class တွေက B ဆိုတော့ middle class တွေက B ဖြစ်နေ middle class တွေက B ဆိုတော့ဘာမှတရကိုစမ်းကြည့်နေတော့တေးကြပြီ low tone အဲ့တော့အော်ဆိုရင်ထွက်တီးပေါ့နော်အော်ပိုင်ထွက်တာအော်ပိုင်လိုက်လိုက်ထွက်သွားလို့ရပြီပါညာပေါ့တမျိုးသုံးလို့ရပါတယ်နောက်ခုစီကြည့်လိုက်တော့ low class တွေကပြီအဲ့ဆိုရင်တရကိုဆက်ကြည့်လိုက်တော့တန်တူတရလားတန်ရှည်တရဆိုတော့တန်ရှည်တရအဲ့ဆိုရင်တေးကြပါပြီ falling တော့ဒီလိုဖတ်လိုက်မယ်နော် law o ko law law o ko law ဆိုရင်ကပါကိုပြောပါတယ်နောက်ခုဒီမှာ B ကိုတော့ကြည့်လိုက်ပြီဘယ် class တွေကပြီလဲဆိုတော့ high class တွေကပြီ high class ကိုမှမ E တင်ထားရဆိုရင်မ E ရဲ့တုံးလို့တိုင်း low တုံးထွက်မယ်ခေါ် I ခိုင်မ E ခိုင်နောက်တစ်ခုအနေနဲ့ B ကိုကြည့်လိုက်တော့ low class တွေကပြီ low class တွေကပြီဆိုတော့တရကိုဆက်ကြည့်တော့တန်တူတရဖြစ်နေတယ်ဒါဆိုကြည့်ချပါပြီ high တုံးတန်လေးထွက်ပါမယ်မောဥကောမုခိုင်မုတမျိုးနော်ခေါ်ဆိုရင်တော့ဂျန်တဲ့စကားလုံးလေးတွေကိုအသေးစိတ်မထွက်ပြရင်လည်းရပြီလို့ထင်တယ်နော်တော့ဆက်ကြည့်လိုက်ပါမယ်မောအေခေါ်မေတိန်ဒေါ်အော်ကောဒေါ်မောအိုင်မိုက်ထိုမိုက်ดอกไม้แปลงขออางอขังไม่ถูกข้างหนออกอนอข้างนอกเปลี่ยนแบบสอกอสึกสออาสาศึกษาလေ့လာတယ်ဒါတော့လေ့လာတယ်ဆိုတာကြောင့်လေ university တွေမှာ majoring အနေနဲ့လေ့လာတာမျိုးပြောနော် real နဲ့တော့တိတ်ပြီးတော့တူပေါ့နော်သူက majoring အနေနဲ့လေ့လာတာပေါ့ဟုတ်ကတော့ဦးကတော့လော်အေခေါ်လေตัวเลขกินกันแน่ชอโอคอโชตออีดีโชดีกันเก้าเน่รอโอคอโรโยกาနောက်စောอุสุนออะคอนักสุนักဆိုရင်ခွေးပေါက်လေးပေါ့နော်ကောနုတ်ငါပေါ်နော်ฝนตอกอตกฝนตกဆိုရင်မိုးရတယ်ฝนตกวันนี้ฝนตกไหมคะဒီနေ့မိုးရလားမရဘူးဆိုရင်ฝนไม่ตกဒါမျိုးနော်ขอวออามอขวามสออุคอสุกไม่ใช่สออุคอสุกความสุขဆိုရင်ပျော်ရွှင်ခြင်းขอวออามอขวามสออุคอสุกความสุขပျော်ရွှင်ခြင်းအခုรออะกอรักအချစ်ဒါတော့လတဲ့နဲ့ထွက်ချင်လည်းရတယ်လအတူတူပဲနော်
နောက်ခုနေနဲ့နော်အမ်နန်မိုက်ထိုနမ်ဟောနော်အကောနက်နမ်နက်ဆိုရင်အလေးချိန်ဖောဝေါ်ကောဖွက်ရောအဝရောဖွာရောငါတို့တော့ကောတုတ်จอไอใจตกใจทีแลนดียอกอยกขอองอของยกของပစ္စည်းမာဒီပေါ့မာของပါလို့ပစ္စည်းမာဒီเนาะของဆိုတဲ့ပစ္စည်းမို့လို့ပစ္စည်းကိုမာဒီပေါ့တခုခုတစ်တာကိုမှားနေထားပါတော့ hip ထားပါတော့ your hip ဆိုရင်တစ်တာကိုမှားသည်တမျိုးเนาะသုံးလို့ရတယ်အစားထိုးပြီးသုံးလို့ရတဲ့ဟာလေးကိုပြပြပေးတာပါ okay ဒီဘက်ကိုဆက်ကြည့်လိုက်တော့မယ် your a go yak your a go yak ဆိုရင်ခက်ခဲတော့ภาษาไทยยากไหมคะไม่ยากเลยเนาะไม่ยากจริงๆค่ะนั่นคือ your a go yak your a go yak ဆိုရင်ချင်းတယ်ဒီမှာအင်္ဂလိပ်ပါလို့မလို့လိုတုံးဖြစ်တာเนาะ your a go yak ချင်းတယ်လှုပ်ချင်းတယ်တခုလှုပ်ချင်းတယ်อย่าไปเที่ยวอิตาลีค่ะอย่าไปซื้อโทรศัพท์ใหม่ဒါမျိုးတွေသုံးပါမယ်နောက်ခုนอนหนุนดออึกอดึกนอนดึกဆိုရင်ညနမအိတ်တီหนุนดูก็ไม่ดีนะรออาก็รักรอเอก็รักรักแร่ဆိုရင်အချစ်ဦးฉันคิดว่าทุกคนก็มีรักแรกนะต่อก่อโต๊ะรองอลงตกลงตกลงต่อก่อโต๊ะรองอลงตกลงဆိုရင်သဘောတူသည်ตกลงไหมနောက်ခုตออาก็ตากผออาพาไม่ถูกผ้าตากผ้าဆိုရင်အဝတ်စားတွေလမ်းနဲ့ထောအာငေါถังယောเอก็แยกถังแยกဆိုရင်လမ်းกว่าဒီပြောပါတယ်လောเอก็แลกงอนอเงินแลกเงินဆိုရင်ငွေလဲတာတို့ပစ္စည်းလဲတာပစ္စည်းတော့မဟုတ်တော့ဒီမှာတော့ငွေလဲတာဆိုငွေကြီးတွေပါလေငွေလဲတယ်ဒါเนาะလွှဲတာတော့မဟုတ်လဲတာปอเอียกอเปียกฝนฝนเปียกฝนหมูဆိုတယ်วันนี้ฝนตกก็เลยฉันเปียกฝนมาค่ะဒီနေ့မိုးရတော့မိုးရီဆိုလာတယ်တမျိုးတွေသုံးလို့ရတယ်พออะกอฝาดพออนอพลมาอีพลผักพูนพออะกอผักพออนอผลมาอีพงผักพูนอนาอยู่ดีอาอาสาสมอะคอร้อนสมัครอาสาสมัครอาอาสาสมอะคอรอสมัครอาสาสมัครလူမှုဝန်ထမ်းလုပ်သည်สมอะคอรอสมัครงอานองานสมัครงานအလုပ်ရှောက်သည်ဒီမှာคอรอလေးကကောတန်နဲ့ပဲထွက်တယ်နော်สมอะคอรอสมัครงอานองานสมัครงานအလုပ်ရှောက်သည်โอเคအဲ့တော့ကျွန်တော်တို့ focus လေးလေ့လာပြသွားပြီဆိုရင်ဒီက exercise လေးကိုလုပ်ကြည့်ပါโอเคလုပ်ကြည့်ပါနော်ง่ายค่ะง่ายไม่ยากนะคะโอเคบ๊ายบายค่ะวันนี้แค่นี้นะคะ